Mass Dwayne ရဲ့အသစ်ထွက်ထားတဲ့ Scarlet Hero ပေါ့နော်ဒါလေးကတော့သူတို့ကတပ်ပါတီကုမ္ပဏီမို့Scarlet Spider လို့တော့နာမည်ပေးလို့တော့မရဘူးပေါ့နော်တကယ်တော့ဒါ Scarlet Spider ကိုမှ Mass Dwayne ကထုတ်တာပေါ့နော် Mass Dwayne ကအခုနောက်ပိုင်းမှာနာမည်အရန်ကြီးပြီးတော့ quality လေးတအားကောင်းနေတဲ့ရုပ်တွေကိုထုတ်ပေးနေတာပေါ့နော်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ဒီ Scarlet Spider ကအခု market ထဲမှာနောက်ဆုံးပေါ်ထွက်ထားတာပေါ့နော်ဒါလေးကတော့အခု install ကျွန်တော်စီမှာရောက်ချင်းပဲ customer တယောက်အားပေးသွားတာပါသူစီမပို့ခင်ဒီပစ္စည်းလေးမှာကျွန်တော်တို့ error လေးပါလား condition ဘယ်လိုရှိလဲတခါတည်းဒါကကျွန်တော်တို့record video လေးယူထားတာပေါ့နော်ဆိုတော့အမြင်တိုင်းမှာတော့လုံးဝမိုက်ပါတယ်သူ့ရဲ့ခေါင်းနှလုံးအပူပါမယ်လက်တွေကလည်း1 2 3 4 5လက်၅စုံအပူပါပါသေးတယ်ဒီမှာသူ့ရဲ့ဒီ spider ကျိုးမြင်လေးလည်းပါသလိုအနောက်မှာကသူ့ရဲ့စတန်လေးလည်းပါတယ်ဒီမှာနောက်ထပ်ပိုးမြင်လေးတွေပါတယ်ပေါ့နော်ပေးရတဲ့ဈေးနဲ့တန်လားဆိုရင်တော့တော်တော်ကြီးကိုတန်တယ်ပြောလို့ရပါတယ်ဒီကောင်တွေကအခုလက်ရှိမှာဆိုလို့ရှိရင်တော့3,500 ဝန်းကျင်လောက်တော့ရှိပါမယ်ရန်ကုန်အရောက်ဈေးပါဆိုတော့ကျွန်တော်တို့သူတို့ရဲ့ဒီပစ္စည်းတွေမှာအဖြစ်များတဲ့ဒီလက်တွေတူရလားမတူရလားကိုကျွန်တော်တို့အတူတူစစ်ဆေးလိုက်ကြအောင်เนาะဆိုတော့ဒါလေးကျွန်တော်ဖယ်လိုက်ပါမယ်โอเคကျွန်တော်အယုတ်လေးထုတ်ကြည့်လိုက်မယ်เนาะအဲ့ဒါချမယ်တော်တော်မိုက်တယ် join တွေပါချောင်းချင်းပြူချင်းမရှိဘူးလုံးဝကို join တွေကကြက်ထုတ်ပြီးအစ်စ်တိုင်းပဲသူ့ရဲ့အင်ဂျီကဒီ logo design လေးလည်းတော်တော်မိုက်တယ်ပေါ့နော်အင်ဂျီကချွတ်လို့ရတာဟောချွတ်လို့ရတယ်ဗျတော်တော်အထာကျရယ်နော်အင်ဂျီချွတ်တဲ့ပုံစံလေးနဲ့လည်းခေါင်းစွပ်ချွတ်ထားတဲ့ပုံစံလေးနဲ့လည်းကျွန်တော်တို့ထားလို့ရတယ်ပေါ့နော်ရှုံကြိုးလေးတွေလည်းပါတယ်ဒီရှုံကြိုးလေးကလည်းကျွန်တော်ထင်နေတာရှုံလို့ရတယ်ရှုံသွားတယ်ရှုံသွားတယ်ပေါ့နော်ဆိုတော့ okay ဟုတ်ပြီလက်တွေလည်းဘဲညာမှန်တယ်နော်ဆိုတော့စေးသား error ပါညာလည်းကျွန်တော်တို့မတွေ့ရဘူးဒါခေါင်းစွပ်လေးပါခေါင်းစွပ်လေးကိုပြန်ဆွတ်လိုက်ပါမယ် okay ဆိုတော့နောက်တစ်ပိုင်းကဘာသွားမလဲဆိုတော့ကျွန်တော်သူ့ရဲ့ accessory ပေါ့နော်ဆိုတော့ဒါကဒီဘက်ကဒါလေးဘက်ကမှန်လားဆိုတော့မှန်ပါတယ်ပင်ညာဆိုတော့ဒီကောင်ကြောပင်ညာမှန်ပါတယ်ဒါလေးပင်ညာမှန်ပါ okay ဒါလေးမှန်တယ်ဒါကတမတ်တော့ရှိအောင် okay ဒါလေးမှန် error လုံးဝမရှိဘူးလို့ပြောလို့ရပါတော့လုံးဝကိုတော်တော်ကြီးကိုမိုက်ပါတယ်ဆိုတော့ဒါလေးလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာဆက်သွဲမှာယူအားပေးနိုင်ပါတယ် Scarlet Spider မှမဟုတ်ဘူးဟောဒီလို Black Suit Neighbor လို့ခေါ်တဲ့ Venom Spider-Man ပေါ့နော်လုံးဝ All Black Spider-Man လည်းရမယ်ဒီ Mass Dwayne ကထွက်ထားတဲ့ Spider-Man တွေတော်တော်များများကျွန်တော်စီမှာရပါမယ် City Twice လည်းရမယ်ပေါ့နော်ဒါလေးကတော့ကြော်ညာတစ်ဖြက်ဝင်တာပါအခုလိုမျိုးရောက်ချင်းအားပေးတဲ့ customer ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒါလေးကိုတေချာထုတ်ပိုးပြီးတော့ဒီလိုဘူးရည်နဲ့ကျွန်တော်တက်တက်ရက်ကလေးပို့ပေးမှာဖြစ်ပါတယ်